TikTok မှာ schedule ပို့တင်လို့ရပြီဆိုတာသိပြီးပြီလားမသိရသေးဘူးဆိုရင်တော့ဒီဗီဒီယိုအဆုံးထိကြည့်သွားပြီနော်ဗီဒီယိုကအကျိုးရှိတယ်ဆိုရင်တော့အပေါင်းနှိပ်သိချင်တာတစ်ခုရှိတယ်ဆိုရင် comment မှာရေးခဲ့ပြီအခုကြည့်လို့မအားသေးဘူးဆိုရင်တော့စိတ်ကလေးလေးကိုနှိပ်ပြီးတော့တင်ထားလို့ရတယ်နော်ကဲဗီဒီယိုလေးကိုသွားပြီးတော့ကြည့်လိုက်ရအောင်နော် TikTok ပေါ်မှာကိုက schedule ဗီဒီယိုတင်မယ်ဆိုရင်တော့ TikTok Studio ဆိုတဲ့ application လေးကို download ဆွဲထားပေးရမှာဖြစ်ပါတယ်အဲ့ဒီ application က Play Store မှာလည်း download ဆွဲလို့ရတယ်လို့ iOS သမားတွေကလည်းပဲ App Store မှာသွားပြီးတော့ download သွားဆွဲလို့ရပါတယ် download ဆွဲပြီးသွားပြီဆိုရင်တော့ open ဆိုတာလေးကိုနှိပ်လိုက်ပါမယ် open လေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့သူကဒီလိုပုံစံလေးပေါ်မယ်ဒီမှာကိုဖွင့်ထားတဲ့ TikTok account လေးကိုသူကလာပေါ်ပေးတယ်ဒါဆိုရင်တော့ကျတို့က continue as course e ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်တော့ဒီလိုပုံစံလေးပေါ်ပါမယ်ပေါ်ပြီဆိုတာနဲ့ကျတို့ကဗီဒီယိုတင်နေတာဖြစ်တဲ့အတွက်ကြောင့် upload ဆိုတာလေးကိုနှိပ်လိုက်ပါမယ်upload နှိပ်ပြီးသွားပြီဆိုရင်တော့ allow off ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင် video ဆိုတာလေးကိုရွေးလိုက်မယ်ဒီနေရာမှာပေါ့နော်ကျတို့ကကိုတင်ကျင်တဲ့ video လေးကိုရွေးလိုက်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ခြေကဒီ video လေးကိုရွေးလိုက်ပါမယ်ဒီဗီဒီယိုလေးကိုရွေးပြီးသွားပြီဆိုရင်တော့ခြေကဒီမှာ next ဆိုတာလေးကိုနှိပ်လိုက်မယ် next ဆိုတာလေးကိုထပ်ပြီးတော့နှိပ်မယ်အဲ့တော့ဒီမှာဆိုရင်တော့ကျတို့ကဒီနေရာနားလေးမှာပေါ့နော် schedule post ဆိုတာပေါ်ပါတယ်အဲ့တော့ schedule post လေးကိုနှိပ်လိုက်မယ်ဒီမှာဆိုရင်တော့ကိုကဒီနေ့မှာဆိုရင်ဘယ်အချိန်မှာတင်ကျင်တာလဲပေါ့ကိုကြိုက်တဲ့အချိန်တင်လို့ရတယ်ဒါဆိုရင်တော့2နာရီပေါ့2နာရီ42မိနစ်မှာတင်ကျင်တာလားဒါမှမဟုတ်ဘူးဆိုရင်ဥပမာ2ရက်နေ့ပေါ့နော်မနက်ဖြန်2ရက်နေ့မှာဆိုရင်တော့ကျတို့တွေကဥမာ10နာရီဘယ်ချိန်မှာတင်ကျင်တာလဲ10နာရီခွဲမှာတင်ကျင်တာလား10နာရီခွဲဆိုရင်ကျတို့က10နာရီခွဲကိုပေးလိုက်ပြီးသွားပြီဆိုရင်တော့ done ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့2ရက်နေ့မေမှာမနက်10နာရီခွဲဆိုပြီးတော့ခြေက schedule လေးပေးထားတာဖြစ်ပါတယ်ပြီးပြီဆိုရင်တော့ခြေတို့ schedule ဆိုတာလေးကိုနှိပ်လိုက်ပါ schedule ဆိုတာလေးကိုနှိပ်ပြီးသွားပြီဆိုရင်တော့ခြေတို့ကဒါဆိုရင်တော့ schedule ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့အဲ့ဒီအချိန်မှာသူကသွားပြီးတော့အဲ့ဒီဗီဒီယိုလေးပေါ်နေမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေနော်